Malaysia နိုင်ငံကုချမင်းမှာရှိတဲ့ Borneo Culture Museum လေးကိုတွားရောက်လည်ပတ်ခဲ့တဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ဒါကတော့လက်မှတ်ဝယ်တဲ့နေရာလေးပေါ့နော်။သူကကြတော့အကြောင်းသားတွေဆိုလို့ရှိရင်9ချက်ပဲပေးရပြီးတော့ကျွန်တော်ပုံမှန်လူတွေဆိုလို့ရှိရင်25ချက်ပေးရတယ်ပေါ့နော်။သူတို့ရဲ့မလေးဝင်နဲ့။အဲ့တော့အရင်ဆုံးကိုစိတ်ဝင်စားတဲ့ဒီ room လေးတွေကိုဝင်လိုက်ပါမယ်။သူကတော့ဒီ Borneo Culture ဆိုတဲ့အတိုင်းပဲ Borneo ကျွန်းမှာရှိတဲ့ကျွန်းသူကျွန်းသားတွေရဲ့ culture တွေကိုအကုန်လုံးပြထားတာပဲဖြစ်ပါတယ်။သူတို့အသုံးပြုခဲ့တဲ့အိုးတွေပြီးတော့သူတို့ငါးဖမ်းခဲ့တဲ့ပုံရိပ်တွေပေါ့နော်ဒါတွေကိုပကြီးကားလိုမျိုးပုံစံမျိုးတွေပေါ့အဲ့ဒါတွေကိုပြသထားတယ်ပြီးတော့သူတို့အသုံးပြုခဲ့တဲ့တယိုးတွေအသုံးပြုခဲ့တဲ့နတ်ရုပ်အဆောင်ရုပ်တွေပြီးတော့ငါးဖမ်းတဲ့အချိန်မှာနတ်တင်တဲ့ပုံတွေပေါ့နော်အဲ့လိုမျိုးတွေလည်းထားလာတယ်ပြီးတော့ငါးဖမ်းတဲ့ပစ္စည်းတွေပြီးတော့ငါးမျိုးစားတွေပေါ့နော်အဲ့ဒီအကုန်လုံးပြသထားတယ်တချို့ဟာတွေကကြတော့လေအဟောင်းစစ်စစ်တွေပါပြီးတော့တချို့ဟာတွေကြတော့လေအတစ်တီကိုဒီလိုမျိုးအရင်တော့သုံးခဲ့ပုံစံမျိုးလုပ်ထားရရှိတယ်ပေါ့နော်အခုမြင်ရတဲ့တစ်တုံးလိုမျိုးပပူးရုပ်လိုမျိုးပုံစံမျိုးရတူးဆက်နေပေါ့နော်သူကကြတော့သူတို့ကျွန်းသူကျွန်းသားတွေတည်တဲ့အချိန်မှာအဲ့တုံးကြီးတွေကိုထည့်ပြီးတော့မှမမီလိုမျိုးထားတာပေါ့နော်ပြီးမှအဲ့ထဲမှာဟာတွေကိုပြန်ပြီးအယိုးတွေကိုပြန်ထုတ်ပြီးပြန်မြုပ်တာပေါ့နော်အဲ့လိုလေးလုပ်တာပေါ့နော်ဒီဘိုနီယိုကျွန်းစုတွေဖြစ်ပေါ်လာခဲ့ပုံလေးကိုဒီလိုမျိုး story telling ပုံစံမျိုးလေးနဲ့သရုပ်ဖော်ထားတာပေါ့နော်သူကမြေသမီးနှစ်ယောက်ကိုယူလိုက်ပြီးတော့ပထမတော့တင်တင်မြင်မြင်ပဲနောက်ပိုင်းမသိမြတ်တဲ့အချိန်မှာအမျိုးသမီးနှစ်ယောက်ကရံပွဲတွေဖြစ်သွားတယ်ပေါ့ရံပွဲတွေဖြစ်ပြီးတော့မှရံပွဲတွေဖြစ်ပြီးတော့မသိမမြတ်ဖြစ်တဲ့အချိန်မှာဒီမျိုးသမီးနှစ်ယောက်ကလုံးဝ fight ကြတဲ့အချိန်မှာကောင်းကင်နမင်းကြီးကပေါ့နော်ဒီမျိုးသမီးနှစ်ယောက်ကိုသူ့ရဲ့အမျိုးသားကို3ယောက်လုံးပြန်ခေါ်သွားတယ်ပေါ့နော်ပြန်ခေါ်သွားပြီးတော့သူတို့ကိုကျွန်းသုံးချမ်းအဖြစ်ဖန်တီးပြလိုက်တယ်ပေါ့အဲ့ဒီအချိန်မှာဘိုနီယိုကျွန်းစုဖြစ်လာတယ်ဆိုပုံစံမျိုးလေးတည်ဖို့ထားတယ်ပေါ့နော်အဲ့တော့ပြောချင်တာကသူတို့ရဲ့ကျွန်းစုလေးကိုstory telling ပုံစံမျိုးနဲ့မှတ်မိအောင်အဲ့လိုမျိုးလေးတည်ဖို့ပြထားလေအလုံးဝသူစိတ်ဝင်စားကြကောင်းတယ်ပေါ့နော်အဲ့တော့ပုံစံလေးကဟုတ်ဖြစ်စီမဖြစ်စီstory လေးကစိတ်ထဲမှာမှတ်မိနေရပါတော့သူတို့ပြထားတဲ့ပုံစံလေးတွေကအရင်ကမိုက်ပါတယ်ပြီးတော့တချို့နေရာလေးတွေမှာဆိုလို့ရှိရင်လည်းပေါ့နော်လက်ဖွားနဲ့ hand shake လေးလုပ်လိုက်တာနဲ့ခလုတ်လေးပွင့်လာတာမျိုးပေါ့နော်ကိုဖတ်ချင်တဲ့စာအုပ်လေးဖတ်လို့ရတာမျိုးအဲ့လိုပုံစံမျိုးလေးသူတို့လုပ်ထားတယ်ပေါ့နော်ဒါကတော့ဟိုဒီတပ်ပုံလေးကိုနိုင်ငံမှာချိတ်ပြထားတယ်ပေါ့နော်အရင်ကစုံစမ်းစားစရာကောင်းတာလေးပေါ့နော်သူတို့ရဲ့ဒီအသုံးပြုခဲ့တဲ့ဒီအသုံးဆောင်စစ်ကလေးတွေကိုလည်းအဲ့လိုမျိုးလေးပြထားတယ်အိုးလေးဆိုစစ်လေးသူတို့ကလေဒီမြန်မာကာချာနဲ့တူတာတခုကကြတော့သူတို့ကငပိလောက်တယ်ပေါ့နော်ငပိလေးသူတို့စားတယ်သူတို့ကျွန်းလိုမျိုးတွေอ่ะပေါ့နော်ဒီဟာဆိုရင်မောင်းနေပေါ့နော်ဒီအာရှနိုင်ငံတွေဖြစ်တဲ့အတွက်ဒီမြန်မာကာချာနဲ့တော်တော်များနီးစပ်တယ်ဒီဟာဆိုလို့ရှိရင်နတ်ရုပ်ပေါ့နော်သူတို့ကိုးခဲ့တဲ့နတ်ရုပ်ပါသူကတော့နတ်ရုပ်တွေကိုဒီကျွန်းနိုင်ငံတွေတော်တော်လေးကိုးခဲ့တယ်မိချောင်းကိုလည်းကိုးခဲ့လို့သိရတယ်ပေါ့နော်ဒီဟာကြတော့ခေါင်းဆောင်တယောက်ရဲ့အိမ်ကြီးပဲပုံစံမျိုးကိုသူစောက်ပြထားတာပေါ့ဒီကျွန်းသားတွေရဲ့ခေါင်းဆောင်ဖြစ်ဖို့ဆိုလို့ရှိရင်သူကအနည်းဆုံးရန်သူ9ရက်ကိုတတ်နိုင်ရမယ်ပေါ့နော်ပြီးတော့အဲ့ခေါင်းတွေကိုလည်းသူတို့အိမ်မှာဂုံယုံဝင်ကြောဆိုချိတ်ပြထားလေးရှိရပေါ့နော်ဒါကတော့သူတို့ရဲ့အိမ်ပုံစံလို့စောက်ပြထားတာပါဒီ museum ထဲမှာဆိုလို့ရှိရင်ပေါ့နော်ဒီကျွန်းသူကျွန်းသားတွေရဲ့ကချာတွေကိုတစ်ခုမကျန်အကုန်လုံးပြထားတယ်ပေါ့နော်ဒီဟာကြီးဆိုလို့ရှိရင်သူတို့အိမ်ပေါ့အိမ်တိုင်ကြီးပေါ့နော်ရန်သူတွေတက်လာလို့မရအောင်လုပ်ထားအိမ်တိုင်ကြီးပေါ့နော်ပြီးတော့ဒီသူတို့ဝတ်စားဆင်ပုံပြောင်းလဲလာတဲ့ပုံစံလေးတွေသူတို့ရဲ့အစင်တစားတွေပေါ့နော်ပြီးတော့ဒီသူတို့ရဲ့ဘရင်တွေမှာဝေးရတဲ့ပစ္စည်းတွေတို့ပေါ့နော်မိဖုရားတွေမှာဝေးရတဲ့အသုံးဆောင်တွေတို့အဲ့ဒါတွေအကုန်လုံးကိုသူတို့ရဲ့ကာချာနေနဲ့အကုန်လုံးဒီ museum ထဲမှာအကုန်လုံးတွေ့နိုင်တယ်ပေါ့နော်အကုန်လုံးလေ့လာထားလို့ရတယ်ကျွန်တော်တို့စီနဲ့တွက်လိုက်မယ်ဆိုတော့သူကဘာနဲ့တူလဲဆိုတော့ကျွန်တော်နာဂလူမျိုးတွေရဲ့အသုံးဆောင်ပစ္စည်းတွေနဲ့တော်တော်လေးဆင်နေပေါ့နော်ဘာလို့ဆိုတော့သူတို့ကကျွန်းသူကျွန်းသားဖြစ်တဲ့အတွက်နတ်တီကိုခွေတာလည်းတူမယ်ပြီးတော့ဒီလူရိုင်းလိုမျိုးဖြစ်နေတာပေါ့နော်အဲ့ဒါလေးလည်းအကုန်လုံးဆင်တူတယ်ပေါ့အဲ့တော့နာဂပုံစံမျိုးပေါ့နော်အဲ့လိုလေးနဲ့တော်တော်လေးယဉ်ကျေးမှုရတော်တော်လေးတူပါတယ်ဒီဟာတွေဆိုလို့ရှိရင်တော့သူတို့ကဘာစစ်တုံးကဂျန်ခဲ့တဲ့လက်နဲ့အကျွင်းကြံနေပေါ့နော်ဒါဆိုလို့ရှိရင်ဗုဒ္ဓရုပ်ဘွားတော်တွေကအဲ့ဒီမှာရောက်ခဲ့တယ်ဆိုတဲ့ပြတဲ့ဗုဒ္ဓရုပ်ထုကြီးပေါ့ဒီကတော့ဆွမ်းနာပြောခဲ့တဲ့ဒီတိုင်လုံးကြီးပေါ့နော်အိမ်တိုင်ကြီးပါဒီမှာဆိုလို့ရှိရင်လည်းသူတို့ရက်ကန်းနေဖြစ်လာတဲ့အနေထားတွေပေါ့နော်ကျွန်မကတော့ဘယ်နေရာရောက်အမှတ်တရတွေကြအောင်လို့တပ်ဖမ်းပါတယ်
ဒီဟာလေးကဆိုလို့ရှိရင်သူတို့ရဲ့ decoration ဆင်ထားတဲ့နေလုံးပုံစံမျိုးနဲ့တပန်းခဲ့တာပေါ့နော်ဒါကတော့အပြင်ဘက်ကိုရောက်တော့လေဒီအဆောက်အဦကြီးနဲ့ဆက်ပြီးတော့တပန်းနဲ့ပေါ့လေဒီအဆောက်အဦကြီးကတော်တော်လေးထူးထူးခြားခြားဆောက်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီ museum ရဲ့အလောက်လည်းပေါ်အောင်အပြင်ဘက်မှာဒီလိုလေးရိုက်ခဲ့ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ